တူအဆင်ပြေအောင်မပြောဘဲနဲ့တဦးနဲ့တဦးမတက်အောင်မိသားစုထဲမှာလည်းစိတ်ဝမ်းကွဲအောင်ဆိုတာမျိုးလုပ်လို့ရှိရင်ဒါအကုသိုလ်ပဲစိတ်ဝမ်းကွဲအောင်မလုပ်ဘဲနဲ့ရှောင်ကျင်တယ်အလုံးညီညွတ်အောင်ပြောပေးတယ်ဆိုလို့ရှိရင်ကုသိုလ်တပန်းရင်ရင်ကြေးကြေးနဲ့စိတ်နှလုံးကြားတဲ့ပုဂ္ဂိုလ်နားချမ်းသာအောင်ရင်ကျေးသိမ်မွေ့စွာရင်ရင်ကြေးကြေးမပြောဘဲနဲ့ရိုင်းရိုင်းပြပြပြောလို့တစ်ဖက်သားကမခံနိုင်လောက်အောင်ဖြစ်တာမျိုးကအကုသိုလ်တဲ့ရင်ရင်ကြေးကြေးပြောရင်ကုသိုလ်ဒါတွေကရိုင်းရိုင်းဆိုင်ဆိုင်ပြောတာဟာတစ်ဖက်သားကိုဒေါသအမျက်ချောင်းချောင်းထွက်စေညမကမိမိကိုယ်တိုင်လည်းကြမ်းတယ်တစ်ဖက်သားကိုလည်းကြမ်းတမ်းသွားတော့နောက်ဆက်တွဲအကောင်းကမလာတော့ဒီလိုဆိုတာရင်ရင်ကြေးကြေးနဲ့ပြောတတ်ပဲဆိုလို့ရှိရင်တော့ပြဿနာတွေမတက်ဘူးဒါကြောင့်ဒါရင်ကြေးကြေးပြောခြင်းကိုကုသိုလ်ရဲဆက်ဆက်ပြောခြင်းကိုအကုသိုလ်လို့ဒီလိုဆိုတာနောက်စကားပြောတဲ့အခါတရားလက်လွတ်စကားတွေမပြောပဲအကျိုးနဲ့အကြောင်းနဲ့အဆိုးနဲ့အကောင်းနဲ့လောကီကောင်းကျိုးဖြစ်စေလောကုတ္တရာကောင်းကျိုးဖြစ်စေကောင်းကျိုးတွေဖြစ်ပေါ်စေနိုင်တဲ့စကားမျိုးကိုပြောရအဲ့ဒါမျိုးမဟုတ်ပဲနဲ့အကျိုးပြပြအောင်ပြောတဲ့စကားမျိုးတွေကြတယ်အကုသိုလ်တဲ့အကျိုးရှိအောင်ပြောတာကြတော့ကုသိုလ်ဝိသကောတ္တပြပတ်ကြီးနားလည်အောင်မြတ်စွာဘုရားဒီလိုရှင်းပြ